ဖျားသခင်ရဲ့တမန်တော်နတ်မိမယ်လေးတွေဟာလူသားတွေစီကိုတကယ်ပဲရောက်ရှိခဲ့တာလား။မေကလာမပြည့်တဲ့ကြီးတို့ရေငှက်တစ်ပိုင်းလူတစ်ပိုင်းတတဝါလေးတွေကိုတီဗီဇလန်းတွေမှာမြင်ဖို့ကြမှာပါ။မျက်နှာကလူမျက်နှာနဲ့ခန္ဓာကိုယ်ကငှက်တစ်ကောင်သားရှိပြီးတော့သူတို့မှာတောင်ပန်တွေလည်းပါရှိကြပါတယ်။ဒီလိုထူးခြားတဲ့သက်ရှိလေးတွေကိုတချို့ကဖျားသခင်ရဲ့တမန်တော်လေးတွေအဖြစ်နဲ့ယူဆကြပါတယ်။သူတို့ကလူသားတွေနေထိုင်တဲ့ကမ္ဘာကြီးမှာတကယ်ကောရှိတာလား။လူသားတွေနဲ့ကအတူရှင်တွဲနေထိုင်ဖို့ဖြစ်နိုင်ပါမလား။ဒီလိုမျိုးဝေခွဲမရတဲ့မိကုန်းတွေကိုတော့ဒီနေ့ဗီဒီယိုလေးကအဖြေထုတ်ပေးမှာပါ။စိတ်ဝင်စားနေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာနားလေးမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရံများကိုပြည့်တဲ့များတော့အများလုံးတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာ။ဒီနေ့မှာ Justin ဟာလူပြက်လာတဲ့တော်လန်တနေရာကတစ်ပင်ကြီးရဲ့အောက်မှာတလုံးလုံးနဲ့သစ်ရွက်တွေနဲ့ဖုံးနေတဲ့အကောင်လေးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။ဒါနဲ့သူဟာသစ်ရွက်6တွေကိုဖယ်ရှားပြီးတော့ကောက်ယူကြည့်လိုက်တဲ့အခါသူတွေ့လိုက်ရတာကတာမန်ကလေးငယ်တအုံမဟုတ်ပဲငှက်တစ်ပိုင်းလူတစ်ပိုင်းလေးပဲဖြစ်ပါတယ်။မျက်နှာလေးကလည်းပြုံးချိုပြီးတော့အလွန်ချစ်စရာကောင်းတဲ့အတွက်Justin ဟာဒီကောင်လေးကိုအိမ်ခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Justin တို့ဇနီးမောင်နှံဟာဒီကောင်လေးကိုဖျားသခင်ကသားသမီးယရနာအဖြစ်လက်ဆောင်ပေးတယ်လို့ထင်မှတ်ခဲ့ကြပါတယ်။သူတို့ဟာဒီကောင်လေးကိုရန်ဆန်းမိုင်းလို့အမည်ပေးခဲ့ကြပါတယ်။သူတို့ဇနီးမောင်နှံဟာရန်ဆန်းမိုင်းလေးကိုကက်စီယန်တို့တိုက်ပြီးတော့မွေးမြူခဲ့ကြတာပါ။ရန်ဆန်းမိုင်းလေးဟာကြီးလိုက်ရင်တော့ကြီးထွားမှုနေတဲ့တာမန်လူသားကလေးတစ်ယောက်ပါပဲ။ဒါပေမဲ့ထူးခြားနေတာကလက်မရှိပဲလက်အဖြစ်နဲ့တောင်ပန်တစ်ခုပါရှိနေတာပါ။ Justin တို့ဟာရန်ဆန်းမိုင်းလေးအရွယ်ရောက်လာတဲ့အခါမှာလဲသူမကိုလူသားတွေရဲ့ဘာသာစကားသင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရန်ဆန်းမိုင်းလေးရဲ့ပါဇက်ကနေပြီးတော့ကြက်တွေငှက်တွေလိုအတန်ပဲထွက်လာတာပါ။ဒီနေ့မှာတော့ရန်ဆန်းမိုင်းရဲ့ငုံရှိုးနေတဲ့ဗီဇာကပေါ်လာပါတော့တယ်။ရန်ဆန်းမိုင်းလေးဟာအဝတ်ဗီဒီယိုတစ်ခုပေါ်မှာရက်နေရင်လည်းကျက်မြေပေါ်ကအဆစ်ရှိတဲ့ပင့်ကူကြီးတစ်ကောင်ကိုမြင်တဲ့အခါအောက်ကိုအဟုန်နဲ့ခုန်ချပြီးတော့ပင့်ကူတစ်ကောင်လုံးကိုဝါပြိုစားတော့ခဲ့တာပဲဖြစ်ပါတယ်။ဒါကိုမိခင်ဖြစ်သူစွာကမြင်ပြီးတော့ရန်ဆန်းမိုင်းလေးဟာလူဗီဇာမပေါ်တော့ပဲငှက်ရဲ့ဗီဇာတွေပေါ်လာမှာကိုစိုးရိမ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းကနေစပြီးတော့သူမကိုအင်းဆက်ပိုးမွားအစိမ့်လေးတွေပဲကျွေးလို့ရတော့တာပါ။ဒီနေ့မှာတော့သူတို့မိသားစု3ယောက်ဟာစားသောက်ဆိုင်တစ်ခုကိုနေလည်စာသွားစားခဲ့ကြပါတယ်။စားသောက်ဆိုင်နေရင်ဝန်ထမ်းတွေဟာသူတို့ဘီဝိုင်းကနေပြီးတော့ကြက်သားအစိမ့်တွေတည်ယူသွားတာမြင်တော့စောဟာသူမသမီးလေးအတွက်စိုးရိမ်ပြီးတော့တန်စင်ကန်းထဲမှာသွားဖွက်ထားခဲ့ပါတယ်။မိနစ်အနည်းငယ်အကြာတကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တန်စင်ကန်းထဲမှာရန်ဆန်းမိုင်းရဲ့ဖနက်အနီးလေးလာကြန့်ရှိနေတော့တာကိုတွေ့ခဲ့ရပါတယ်။စောဟာကောင်းကင်ပေါ်မော့ကြည့်လိုက်တဲ့အခါရန်ဆန်းမိုင်းလေးကငှက်တအုပ်နဲ့အတူပြန်သားနေတာကိုတွေ့ခဲ့ရပါတယ်။ဖြစ်ချင်းတော့ရန်ဆန်းမိုင်းလေးဟာအပြတ်မတက်သေးတဲ့အတွက်သူတို့အိမ်နဲ့မနီးမဝေးကအိမ်တိုင်ကိုပြုတ်ကျခဲ့ပါတယ်။ရန်ဆန်းမိုင်းဟာအဲ့ဒီအိမ်ကအရွယ်တူကလေးမလေးနဲ့တငယ်ချင်းဖြစ်ခဲ့ပြီးတော့အဲ့ဒီကလေးမလေးကပဲရန်ဆန်းမိုင်းအပြန်သင်နိုင်ဖို့အတွက်သူတို့ရဲ့ခြံဝန်းအကျယ်ကြီးတွေကိုခေါ်သွားပေးလေရှိခဲ့ပါတယ်။ဒီနေ့မှာတော့ရန်ဆန်းမိုင်းလေးဟာဘယ်သူမှမသိခင်တော်တော်ဝေးဝေးကိုထပ်ပြီးတော့ပြန်တန်းသွားခဲ့ပါတယ်။ Justin တို့လည်းနောက်ကနေပြေးလိုက်ခဲ့ပါတယ်။မြေလေကိုရောက်တဲ့အခါရန်ဆန်းမိုင်းဟာခရီးအတော်ဝေးကိုပြန်တန်းခဲ့ရတဲ့အတွက်အာရင်ကုန်ခန်းပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်။ Justin တို့လည်းသူတို့ကလေးကိုတကယ်ပဲဆုံးရှုံးလိုက်ရပြီအထင်နဲ့ကန်းဆက်မှာထိုင်ပြီးတော့ဝမ်းနည်းနေခဲ့ပါတယ်။အဲဒီချိန်မှာပဲရန်ဆန်းမိုင်းလေးဟာရေလိုင်းနဲ့အတူအသက်ရှင်လေးရဲ့ပြန်ပါလာခဲ့ပါတယ်။ Justin တို့လည်းဖျားသခင်ကောင်းကြီးပေးတာလို့မှတ်ယူပြီးတော့ရန်ဆန်းမိုင်းလေးကိုအိမ်ကိုပြန်ခေါ်လာခဲ့ကြပါတယ်။ဒါပေမဲ့သူမကိုငကိုလိုလက်မှုမပေးတော့ပဲအခန်းထဲမှာပဲပြတင်းပေါက်တွေအလုံးတကားဖေးပြီးတော့ချီနှောင်ထားခဲ့ပါတယ်။တနေ့မှာတော့သူတို့သမီးလေးဟာတတုံနဲ့ပြတင်းတကားကိုခုန်ပြန်ပြီးတော့တိုးနေတာကိုစိတ်မကောင်းစွာနဲ့တွေ့ရှိခဲ့ရပါတယ်။ဒီလိုမျိုးအချိန်တိုင်းမြင်တွေ့ရတဲ့အခါ Justin တို့ဇနီးမောင်လည်းများစွာစိတ်မကောင်းဖြစ်ပြီးတော့သူတို့သမီးလေးအတွက်အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။နောက်တနေ့မှာသူတို့ဟာရန်ဆန်းမိုင်းလေးကိုလူသူအန်ရဲ့ကင်းတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့သမီးလေးလိုချင်တဲ့လွတ်လပ်မှုအရာသာကိုအပြည့်အဝခံစားနိုင်ဖို့ရန်ဆန်းမိုင်းလေးကိုကောင်းကင်ဘက်ကိုလွှတ်တင်ပေးခဲ့ပါတယ်။ရန်ဆန်းမိုင်းဟာကောင်းကင်ခရီးမှာသူမရဲ့အပေါင်းဖော်တွေဖြစ်တဲ့ငှက်ကလေးတွေနဲ့အတူပျော်ရွှင်ရလိမ့်မယ်ဆိုတာသိကြပါတယ်။ဒီဗီဒီယိုလေးကဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မိတ်ဆွေတို့အနေနဲ့သဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။